ရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ AK Moral Stories Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်။ตาရတဲ့မြို့လေးရဲ့မနက်ခင်းတစ်ခုမှာတော့ဆေးရုံမှာသမီးလေးတစ်ယောက်မွေးပြီးတဲ့နောက်အသက်18နှစ်အရွယ်အပြိုစင်မျိုးသမီးလေးကသူ့ရဲ့သမီးကိုပြစ်ပြီးတော့ထွက်ပြေးသွားခဲ့ပါတယ်။အဲဒီအချိန်မှာပဲအနီးနားကိုသူနာပြုတ်ဆူရှမာတစ်ယောက်ကရောက်လာပြီးတော့ကျမ်းမြေပေါ်မှာလဲလျောင်းရက်သားနဲ့ငိုယိုနေတဲ့မွေးကင်းစကလေးလေးတစ်ယောက်ကိုမြင်လိုက်ရပါတယ်။သူ့ရဲ့အမေကဒီဆင်းရဲတဲ့ကလေးမလေးကိုထားပြီးတော့ထွက်ပြေးသွားခဲ့တာပဲ။ဖယားရေဒီကဘာကြီးကဘာတွေဖြစ်ကုန်ပြီလဲ။အခုကစောင်းရသည်ပဲဖြစ်ပါတယ်။ဆူရှမာတယောက်ကမြေပြင်ပေါ်မှာပြစ်ထားခံခဲ့ရတဲ့ကလေးလေးကိုလက်ထဲမှာပွေ့ချလိုက်တယ်။ကလေးကကျမ်းမြေပေါ်မှာအေးနေခဲ့တာဖြစ်လို့ငိုယိုပြီးတော့ဆူရှမာရဲ့ရင်ခွင်ထဲကိုရောက်တဲ့အခါမှာနှွေးထွေးမှုကိုရရှိသွားတဲ့အတွက်ကလေးလေးကတိတ်ဆိတ်ငြိမ်သက်သွားခဲ့ပါတယ်။အဲဒီချိန်မှာပဲဆူရှမာတယောက်ကမိခင်တယောက်ရဲ့ပျော်ရွှင်မှုကိုခံစားလိုက်ရတယ်။ဆူရှမာတို့ရဲ့မိသားစုမှာကလေးမရှိသေးပါဘူး။သူတို့နှစ်ယောက်ကလက်ထပ်ခဲ့တာနှစ်အတော်ကြာခဲ့ပြီ။ဒါကြောင့်ပဲသူမကဒီကလေးကိုမွေးစားဖို့အတွက်စဉ်းစားခဲ့ပါတယ်။သူမရဲ့ခင်မွန်းဖြစ်သူဆူရက်ရှ်ကလည်းကလေးမွေးစားဖို့ကိစ္စကိုသဘောတူပြီးတော့ဇနီးမောင်နှံတို့ကစာရွက်စာတမ်းတွေလည်းပြုလုပ်ခဲ့ပါတယ်။ပြီးတော့တဲ့နောက်မှာတော့ဆူရှမာကကလေးကိုအိမ်ကိုခေါ်ဆောင်သွားခဲ့ပါတယ်။အိုးငါရဲ့ကလေးလေးငါရဲ့လှပပြီးတော့ချစ်စရာကောင်းတဲ့ကလေးလေးနိုးတော့ပါသမီးလေးရဲ့ဖယားသခင်ကကိုရိုနီယာကိုဒုတိယအခွင့်အရေးပေးလိုက်တာပဲကိုရိုတွေတကယ်ကောင်းတဲ့မိဘတွေဖြစ်လာရမယ်ဟုတ်တယ်ကျမတို့တွေကလေးကိုကောင်းကောင်းမွေးမြူပြီးတော့ပြိုးထောင်ရမယ်ဒါပေမဲ့သူ့ရဲ့နာမည်ကိုဘာပေးကြမလဲကိုယ်စိတ်ထဲမှာရှိတဲ့နာမည်တစ်ခုတော့ရှိတယ်အဲ့နာမည်ကအီရှာပဲဟိုးအီရှာဟုတ်လားကိုအရန်လှပတဲ့နာမည်ပဲမဟုတ်လားအီရှာကျမတို့ရဲ့လှပတဲ့သမီးလေးအီရှာသူတို့နှစ်ဦးစလုံးကအီရှာကိုရရှိတဲ့အတွက်အတိုင်းမတိပျော်ရွှင်နေခဲ့ပါတယ်အီရှာကြောင့်ပဲသူတို့ရဲ့ဘဝကပြည့်စုံသွားခဲ့တယ်ဒါပေမဲ့လည်းဆိုရက်ရဲ့အကိုကြီးရာမတ်ချ်နဲ့သူ့ရဲ့ဇနီးကူဆွမ်နှစ်ယောက်ကတော့အီရှာကြောင့်မပြောကြတော့ပါဘူးကို့သွေးသားကသာကို့သွေးသားပဲဒီကလေးကိုဘယ်စေးရုံကကောက်လာတာလဲဆူရှမာနင်ကအသိဉာဏ်ကိုမရှိဘူးနင်ဘသူ့ကိုမဆိုသမီးဖြစ်နေမွေးစားမှာလားတကယ်တမ်းတော့သူတို့နှစ်ယောက်စလုံးကကြောက်ရွံ့နေကြတာပဲဖြစ်ပါတယ်ဘာလို့လဲဆိုတော့ရာမတ်ချ်နဲ့ကူဆွမ်တို့မှာ9နှစ်အရွယ်သမီးလေးရာနီရှိပါတယ်အဲဒါကြောင့်ရာနီကဆူရက်နဲ့ဆူရှမာတို့ကွယ်လွန်ပြီးရင်သူတို့နှစ်ယောက်ရဲ့ပိုင်ဆိုင်မှုတွေကရာနီနာမည်နဲ့ပဲဖြစ်လာမှာပါဒါပေမဲ့လည်းအခုချိန်မှာတော့ဆူရက်နဲ့ဆူရှမာမှာအီရှာရှိနေပါပြီဒါဆိုရင်သူတို့တွေကပိုင်ဆိုင်မှုကိုနှစ်ပိုင်းခွဲရတော့မှာပါအဲဒီကြောင့်ရကပဲရာမတ်ချ်နဲ့ကူဆွမ်ကိုစိုးရိမ်စေခဲ့တယ်သူရဲ့မိဘတွေကိုမြင်ပြီးရာနီတယောက်ကလည်းအရွယ်ရောက်လာတာကြောင့်မလို့အတော်လေးကိုခေါင်းမာလာခဲ့တယ်။သမီးရဲ့ပိုင်ဆိုင်မှုတွေကိုဘယ်သူ့မှမပေးနိုင်ဘူး။သူ့ကိုဘယ်တော့မှမပေးနိုင်ဘူး။အီရှာကကျမရဲ့ညီမမဟုတ်ဘူး။အဲ့ကလေးကဒီတိုင်းသူ့မိဘတွေနဲ့အတူရှိနေတာ။ရာနီကအဲ့လိုပြောလိုက်ပါတယ်။ကလေးတွေကသူတို့ရဲ့မိဘတွေစီကနေအသိပညာနဲ့ဇယိုက်တွေကိုသင်ယူထားကြပါတယ်။ဒါကြောင့်ပဲရာနီတယောက်ကလည်းသူ့မိဘတွေလိုပဲမာနကြီးပြီးတော့ကိုကြိုးရှာတဲ့သူဖြစ်လာခဲ့ပါတယ်။အဲလိုနဲ့6နှစ်လောက်ကြာသွားခဲ့ပါပြီ။အခုချိန်မှာတော့အီရှာက6နှစ်ရှိနေပြီဖြစ်ပြီးတော့ရာနီက17နှစ်ရှိပြီပဲဖြစ်ပါတယ်။နေ့တိုင်းဆူရှမာနဲ့အီရှာနှစ်ယောက်ကဘယ်နေရာကိုပဲသွားအီရှာကသူ့ရဲ့အမေကိုပဲအိမ်မှာနေပေးဖို့အတွက်ပူစားလေးရှိပါတယ်။ဒါကြောင့်ပဲသူတို့အီရှာကိုအိမ်မှာထားခဲ့ပြီးတော့သွားစရာရှိတဲ့နေရာကိုထွက်သွားကြပါတယ်။ဆူရက်တယောက်ကကားမောင်းနေတော့မှပဲရုတ်တရက်ဆိုသလိုရှေ့ကနေထရက်ကားတစ်စီးရောက်လာပြီးတော့ဆူရက်တို့ရဲ့ကားကထရက်ကားနဲ့တိုက်မိသွားခဲ့ပါတယ်။အဲဒီအက်ဆီဒန့်ကြောင့်ပဲဆူရက်နဲ့ဆူရှမာတို့နေရာမှာပဲတေဆုံးသွားခဲ့ကြတယ်။ဒီသတင်းကိုကြားပြီးတော့အင်ကိုရောက်လာတဲ့အီရှာကတယောက်တည်းစတင်ငိုတော့တာပါပဲ။ဘာလို့ငါမိဘတွေနဲ့အတူတူမသွားခဲ့ရတာလဲ။အခုငါမိဘတွေမရှိဘဲနဲ့ဘာဆက်လုပ်ရမှာလဲ။ရာနီကသူ့ရဲ့စိတ်ထဲမှာတော့တခုခုကိုစဉ်းစားလိုက်ပါတယ်။ဟုတ်တယ်နင်လဲသေတဲ့နဲ့အီရှာနင်သာသေရင်ငါတို့လမ်းကြောင်းရှင်းသွားမှာချို့အတူရာမတ်ချ်နဲ့ကူဆွမ်တို့ကလည်းအဲ့ဒီလိုအတူတူစဉ်းစားနေကြတယ်ဝမ်းထဲနေတဲ့အီရှာတယောက်ကတော့နေရာကနေပဲထွက်ခွာသွားပါတယ်အဲ့ဒီချိန်မှာပဲလင်မယားနှစ်ယောက်ကစတင်ပြီးတော့စကားပြောဆိုကြတယ်ကူဆွမ်အခုသူ့ရဲ့မိဘနှစ်ယောက်စလုံးမရှိတော့ဘူးအခုငါတို့ရာနီကိုပဲငါတို့ရဲ့လမ်းကနေဖယ်ရှားဖို့လိုတယ်ဟုတ်တယ်ကျမတို့အဲ့ဒါကိုလုပ်ဖြစ်မှာပါမပူနဲ့ပြီးတဲ့နောက်မှာရဲတွေကဆူရက်နဲ့ဆူရှမာတို့ရဲ့ရုပ်အလောင်းတွေကိုစစ်ပြီးတဲ့နောက်အင်ကိုတည်လာကြပါတယ်ကလေးမလေးအီရှာတယောက်ကတော့သူမိဘတွေရဲ့ရုပ်အလောင်းကိုဖတ်ပြီးတော့အများကြီးငိုယိုနေခဲ့ပေမဲ့လေကူဆွမ်ကတော့အီရှာကိုတွန်းထုတ်ပစ်လိုက်ပါတယ်ထွက်သွားအီရှာဒီနေ့ကနင်းရဲ့မကောင်းတဲ့အပြုတ်မှုတွေကြောင့်ဒီလိုတွေဖြစ်သွားတာငါညွန့်ပြောထားတယ်လေ
နင်းရဲ့အပြစ်တွေကိုအိမ်ထဲမခေါ်လာဖို့ပြောခဲ့ပြီးသားပဲဒါပေမဲ့သူတို့ကငါ့စကားကိုနားမထောင်ခဲ့ကြဘူးအခုတော့နင်တို့အကျိုးဆက်ကိုခံစားနေရပြီမလားအဲ့ဒီစကားတွေကိုတကားဝမှာရက်ပြီးတော့စောင့်နေတဲ့စစ်ဆေးရေးမှုအာဂျွန်ကထိုเจ้าရာတွေကိုနားထောင်နေခဲ့ပါတယ်လင်မယားနှစ်ယောက်ရဲ့အေရှာအပေါ်လှုပ်လိုက်တဲ့အပြုတ်မှုကိုမြင်ပြီးတော့အာဂျွန်ကမတင်ကားဖြစ်သွားတယ်အဲဒါကြောင့်သူတို့နှစ်ဦးရဲ့နောက်ဆုံးခန္ဓာပြီးသွားတဲ့နောက်မှာတော့အာဂျွန်ကရာမတ်ကိုတခုခုပြောလိုက်ပါတယ်ကြည့်ပါဦးအခုအေရှာရဲ့မိဘတွေဆုံးမသွားပြီးတဲ့နောက်မှာမင်းတို့ဦးလေးနဲ့အတော်တွေအနေနဲ့အေရှာကိုပြုစုပြောချောင်ပေးဖို့ကမင်းတို့တာဝန်ပဲမင်းတို့ဇနီးမောင်နှံနှစ်ယောက်စလုံးဒီတာဝန်ကိုကောင်းကောင်းတန်းဆောင်လိုက်မယ်လို့ငါမျှော်လင့်မိပါတယ်နော်အဲဒီနောက်မှာတော့ရဲတွေဟာလည်းထွက်သွားခဲ့ပါတယ်ရာမတ်နဲ့ကူဆွန်တို့ကတော့အကျွေးထဲမှာပဲနေမျောနေခဲ့ကြတယ်အခုကျမတို့ဒီစူးကိုကျမတို့ရဲ့လမ်းကနေဖယ်ရှားပြရမယ်ဒါပေမဲ့အေရှာကိုတက်လာရင်လူတိုင်းကငါတို့တန်တရားဝင်လာလိုက်မယ်အဲဒီစစ်ဆေးမှုကလည်းကျမတို့ဘလို့ကြည့်သွားလဲမမြင်ဘူးလားအဲဒီနောက်မှာတော့ရာနီကသူ့ရဲ့မိဘတွေကိုတခုခုပြောလိုက်ပါတယ်အမေဒါပေမဲ့အေရှာတာယောဂတခုခုနဲ့ဒါမှမဟုတ်တဘာဝလျောက်တည်ဆုံးသွားတယ်ဆိုရင်ဘသူကမှကျမတို့ကိုတန်တရားဝင်လာမှာမဟုတ်ဘူးဥပမာအေရှာကဖျားနာတာဒါမှမဟုတ်ချောင်းဆိုးတာမျိုးပေါ့မေယာသူတို့သမီးလေးရာနီရဲ့စကားကိုကြားတော့ကုဆွဲရဲ့စိတ်ထဲမှာအလင်းအောင်တခုဝင်လာပါတယ်အိုးငါသမီးလေးသမီးကအယမ်းညံကောင်းလာတာပဲကြော်တယ်သမီးလေးအခုကစောင်းရသည်ပဲအဲ့ဒါဆိုရင်သူ့ကိုမတတ်ဘူးဆိုရင်တော့ရာသီဥတုရဲ့အေးတံကတော့သူ့ကိုတတ်နိုင်တယ်မဟုတ်လားနင်းမကိုဆိုလိုရလဲကုဆွမ်းကျမတို့သူတို့ကိုစောင့်မပေးဘူးလေကျမတို့သမီးကိုပဲသူ့ဝေစုဖြစ်တဲ့စောင့်ကိုပေးမယ်အေရှာကသာနေတိုင်းဒီလိုအေးတဲ့အခြေအနေမှာသူ့ရဲ့ညတွေကိုကုံဆုံးရရင်ဖျားနာပြီးတော့သူကသေဆုံးသွားလိမ့်မယ်ရဲတွေပြောတာနဲ့အညီအေရှာကလည်းသူ့ရဲ့ဦးလေးအတော်တွေနဲ့အတူနေခဲ့ရပါတယ်ဆောင်းရသည့်အတွက်အေရှာရဲ့မိဘတွေကသူတို့ရဲ့သမီးလေးအတွက်ကောင်းမွန်တဲ့ဆောင်တစ်ထည်ဝယ်ပေးခဲ့ပါတယ်အေရှာကအဲ့ဒီဆောင်လေးကိုပဲယူပြီးတော့အခန်းထဲမှာဆောင်းချုံကအိပ်ပျော်သွားတယ်ညနေလာတဲ့အခါမှာကူဆွန်နဲ့ရာမတ်တို့ကသူတို့ရဲ့အစီအစဉ်အတိုင်းပဲရာနီကလည်းအေရှာရဲ့အခန်းထဲကိုဝင်လာပြီးတော့အေရှာကိုနှုတ်လိုက်ပါတယ်အေရှာထားပါဦးထားပါဘာဖြစ်လို့လဲအမကြီးရာနီတိတ်ဆန်းအေရှာငါ့ကိုဒီလို့မခေါ်နဲ့နင်ကငါတို့ရဲ့မျိုးရိုးသွေးသားမဟုတ်ဘူးဘာလို့ဒီလိုပြောရတာလဲအမရာနီဟုတ်တယ်ငါအမှန်တိုင်းပြောနေတာအေရှာအတော်ကနင့်ကိုစေးဝါနေကောက်လာခဲ့တာကဲအဲ့ဒါတွေကိုမေးလိုက်ပါတော့အခုငါအရန်အေးနေတယ်အဲ့ဒါကြောင့်အေရှာငါနင့်ရဲ့ဆောင်ကိုလိုအပ်တယ်ကျမရဲ့ဆောင်ဟုတ်လားဒါပေမဲ့ညီမကရောဘယ်လိုလုပ်ရမှာလဲကျမလေးဆောင်ကိုလိုအပ်တယ်လေဟန်ဆောင်မနေစမ်းပါနဲ့ဟာအေရှာနင်ကငါတို့အိမ်မှာလာနေရလေငါတို့နေ့ကိုနေဖို့နေရာပေးထားတယ်ငါတို့ရဲ့အစားအသောက်တွေကိုလည်းပေးထားတယ်အဲ့ဒါကိုနင်ကဒီတညအတွက်တောင်ဆောင်လေးမပေးနိုင်ဘူးလားအခုငါ့ကိုဆောင်ပေးရာနီကအေရှာစီကနေဆောင်ကိုဆွဲယူသွားခဲ့ပါတယ်အေရှာကတော့ငိုပြီးတော့ဒါကတညပဲလားအမဟုတ်တယ်မလားအမဟုတ်တယ်တညပဲရာနီတယောက်ကအေရှာရဲ့ဆောင်ကိုယူပြီးတော့အခန်းထဲကနေထွက်သွားပါတယ်ပြီးတာနဲ့ရာနီကဆောင်းတစ်ထဲကိုအတူချုံပြီးအိပ်ပျော်သွားတယ်အာဟာဒီဆောင်ကအရန်ကောင်းတယ်ငါအခုတော့တက်တာနဲ့အိပ်ရတော့မယ်တစ်ချိန်တည်းမှာပဲအေရှာတယောက်ကတော့အိပ်ခဲပြီးတော့တုံရည်ရင်းနဲ့ပဲတညကိုအိပ်ခဲရတယ်အေရှာမျက်လုံးတွေကမျက်ရည်တွေဇက်တိုက်ကျနေခဲ့ပါတယ်အမေအဖေအမေတို့နှစ်ယောက်စလုံးအခုဘယ်မှာလဲရာနီကသမီးရှီကနေဆောင်ကိုဆွဲယူသွားတယ်အခုသမီးဒီတညလုံးဒီလိုမျိုးအေးခဲစွာနဲ့ပဲနေရတော့မယ်အမေတို့နှစ်ယောက်စလုံးသမီးစီကိုပြန်လာပါတော့သမီးအခုအရန်ကိုစိတ်မသက်မသာဖြစ်နေတယ်နောက်တနေ့မှာတော့ကိုဆွန်တယောက်ကအေရှာရဲ့အခန်းထဲကိုရောက်လာပြီးတော့အိတ်နေတဲ့အေရှာပေါက်ကိုရေအေးတွေလောင်းချပစ်လိုက်ပါတယ်အိုးမင်းသမီးလေးအိယာကနေထပါအောင်ဟုတ်ကဲ့အတော်သမီးထနေပါပြီမြန်ထစမ်းနင့်မအလုပ်တွေဘယ်လောက်ရှိလဲသိလားအိမ်ရဲ့တန့်ရှင်းလောက်ကမယ်ပကံတွေအဝတ်တွေလျှော်ရမယ်မနှက်စာလောက်ကမယ်နင်မလို့ဘယ်သူလုပ်ပေးမှာလဲဟုတ်ကဲ့သမီးအဲ့ဒါတွေအကုန်လုံးလုပ်ပါမယ်အဲ့ဒါဆိုလည်းမြင်အလုပ်စတော့အေရှာကအိမ်အလုပ်တွေအကုန်လုံးကိုလုပ်ခဲ့ရပါတယ်အဲ့လိုနဲ့ပဲညကလည်းရောက်လာခဲ့ပါတယ်ရာနီကတော့ဆောင်ကိုခြုံပြီးအိပ်ပျော်သွားတယ်အေရှာကတော့ရာနီမှာရှိနေတဲ့သူ့ရဲ့ဆောင်ကိုတောင်းဖို့အတွက်သွားခဲ့တယ်ဒီအမကျမရဲ့ဆောင်ကိုပြန်ပေးပါငါနင့်ကိုမပေးနိုင်ဘူးဒီကနေထွက်သွားတော့ဒီကျမဆောင်မရှိပဲအဲ့လိုမရဘူးလေအဲ့ဒီချိန်မှာပဲကိုဆွန်ကအခန်းထဲကိုရောက်လာပါတယ်ကောင်းပြီနင်ကဘလို့ဘယင်မမျိုးလဲအေရှာဆူရှမာကနင့်ကိုစေးရုံကနေကောက်လာတာမဟုတ်ရင်နင်ကအခုဆိုလမ်းပေါ်မှာအေးခဲပြီးတော့လဲနေမှာအဲ့ဒါအခုနင်ကဆောင်လိုအပ်နေတယ်ဟုတ်လားအေရှာနင်ဒီအိမ်မှာနေရတာကိုပဲကျေးဇူးတင်တယ်သမီးဒီလိုအိမ်မျိုးမလို့ခြင်းဘူးကိုဆွန်ကအေရှာကိုအိမ်ပြပမှာရှိတဲ့အေးရဲကိုတွန်းထုတ်ပစ်လိုက်တယ်
။အေရှာကတညလုံးအပြင်မှာပဲအေးခဲပြီးလဲလျောင်းနေခဲ့ရတာကြောင့်ဖျားနာသွားခဲ့ပါတယ်။မနက်ပိုင်းမှာတော့ကိုစွမ်ရဲ့အိမ်ကိုတရောင်းစားတယောက်ကရောက်လာပြီးတော့တောင်းစားပါတယ်။ဒါပေမဲ့ကိုစွမ်ကအလူမပေးခဲ့ပါဘူး။တရောင်းစားကြီးကဆောင်းမပါဘဲနဲ့အပြင်မှာအေးခဲနေပြီးတော့စင်းရဲစွာအိတ်နေရတဲ့အေရှာကိုမြင်လိုက်တယ်။ခဏကြာမှာတော့ကိုစွမ်ကအေရှာကိုအလုံးလုံးခိုင်းနေခဲ့ပါတယ်။ပြီးတဲ့နောက်မှာတရောင်းစားကကိုစွမ်ရဲ့အိမ်ရှိကိုရောက်လာပြီးတော့တော်တော့ပြီအခုရဲစခန်းကိုသွားကြစို့မင်းကဘသူမို့လို့ကျမတို့အခုပြောနေရလဲအဲ့ဒီနောက်တရောင်းစားကြီးကသူ့ရဲ့မုတ်စိတ်နဲ့နှကမ်းမွေးကိုဖယ်ပြီးစုပ်ပြဲနေတဲ့အဝတ်တွေကိုချွတ်လိုက်တဲ့အခါရဲဝတ်ဆောင်ကပေါ်လာပြီးတော့ထိုလူကရဲမှုကြီးအာဂျုံဖြစ်နေပါတယ်စစ်စေးမှုအာဂျုံကိုမြင်တော့ကူဆွမ်ရာမတ်နဲ့ရာနီတို့အားလုံးကကြောက်လန့်သွားကြတယ်ရဲမှုကြီးကသူတို့မိသားစု3ယောက်စလုံးကိုဖမ်းဆီးလိုက်တယ်ငါအစာတွေကမင်းတို့3ယောက်ကိုတန်တရားဝင်ပြီးသားအဲ့ဒါကြောင့်ငါမင်းတို့ရဲ့အိမ်ကိုစောင့်ကြည့်နေခဲ့တာအဲ့နောက်တော့အာဂျုံတယောက်ကရာမတ်နဲ့ကူဆွမ်တို့ကိုထောင်ထဲပို့ပြီးတော့ခလေးမလေးရာနီကိုတော့ဘော်ရာဆောင်ကိုပို့လိုက်ပါတယ်။အဲ့လိုနဲ့ပဲအေရှာတယောက်ကလည်းဆေးရုံမှာဆေးကူတာပြီးနောက်ဆုံးမှာတော့လုံးဝတက်တာသွားခဲ့တယ်။အေရှာတယောက်ကတက်တာလာပြီးတဲ့နောက်အာဂျွန်ကအေရှာကိုမွေးစားခဲ့ပြီးတော့သူ့ရဲ့သမီးရင်းလေးလိုပြုစုပြောထောင်ခဲ့ပါတယ်။အာဂျွန်ကလည်းအေရှာကိုအယမ်းမဲ့ချစ်ပါတယ်။အဲ့လိုနဲ့ပဲအေရှာကလည်းရဲမိုးကြီးအာဂျွန်နဲ့အတူတူပျော်ရွှင်ရွှင်ပဲနေထိုင်သွားခဲ့ပါတော့တယ်။ ဟုတ်ကဲ့ပါရှင်ဇလန်လေးကိုကြားနေတတ်တယ်ဆိုရင်တော့ channel လေးကို like and subscribe လေးနှိပ်ပေးခဲ့ကြပါအောင်နော်ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်